အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့မြန်မာပြည်ကိုပြန်ရတော့ချင်းပထမဆုံးရိုက်ထားတဲ့ဘလော်လေးပဲဖြစ်ပါတယ်ကဲဒါကတော့ပထမဆုံး unboxing လုပ်မှာပေါ့နော် unboxing လုပ်မှာဖောက်တဲ့ဓာတ်သေးနေပါတယ်ဒီသေးလေးနဲ့ဖောက်ပါပြီဓာတ်သေးလေးနဲ့တဲ့နီပါဒဲနီကအရင်တော့ကတော့5-6တောင်းလို့ရှိရင်အခုတော့ဝယ်တာက3သိန်းကျော်လောက်တော့ပေးရတယ်ဒဲနီအသက်ကလေးဆိုတော့နေရာချပါပြီအခုမှဟင်းစားချက်မှာဆိုတော့နေရာချပါတယ်ဝါယာကြိုးလေးဖြီးမယ်ကဲပလက်ထိုးပါမယ်ဒါတော့ပလက်ထိုးကိုအပေါက်လိုက်ရှာနေပါပြီကဲဒါကတော့ဒဲနီကအသက်ဆိုတော့ကျဲဥစားပြုတ်ပဲနော်ကျဲဥလေးပြုတ်မယ်ရေထည့်ပြီးတော့ဒါရေနွေးစုအောင်တည်ထားပြီပေါ့နော်အားဒီလိုလေးဟိုအဆုံးထိတင်မယ်ပေါ့နော်ဒါမီလာအဆုံးထိတင်ပြီးတော့3မိနစ်5မိနစ်လောက်ဆိုရင်ရေနွေးရဆူလာရေနွေးဆူတာကျဲဥထည့်ပြီး5မိနစ်တော့3မိနစ်ဟုတ်ပါပြီအခု5မိနစ်3မိနစ်အမောင်းလေးလောက်ပါတယ်ဒီဆဲလာပြီပေါ့နော်ပြုတ်ပြုတ်ရေရဲအပည့်လို့ကြောရမှာလေရေဆင်လာလို့ရှင်ပြုတ်ရအောင်ဘယ်ဦးကျင်တာအဲ့လိုကျဲကိုကြောဒီရေတွေပုံပြရအောင်ဒီမှာအိုးအပူပေးပြီးတော့စီနဲ့ဒီလိုရှင်စီထည့်ပြီးတော့ကျဲဥကြော်မယ်ပေါ့ကျဲဥတွေဖောက်ပါပြီဖောက်တယ်ကျဲဥ3လုံးကြော်3လုံးဖောက်တယ်3လုံးဖောက်ပြီးဒါခဏပတ်စုံတော့အဲ့ဒါလေးထည့်နည်းနည်းလေးထည့်ပြီးတော့ခောက်ပါပြီခောက်တယ်ခောက်ပြီးတော့ခဏထားလိုက်မယ်ဒါစီပေါ့ဘဲစီအဲဒီရေလေးကိုထည့်ကြည့်လိုက်အိုးကပူးနေပြီဆိုရေလေးကအဲ့လိုလုံးနေတယ်အဲ့လိုလုံးနေတယ်အိုးကပူးနေပြီအဲ့ချိန်မှာစီထည့်မယ်စီထည့်ပြီးတော့စီလေးနည်းနည်းဆူပြီးအပူပြီးဆိုလို့ရှိရင်ကျုပ်လေးထည့်ပြီးဆော်ပါပြီဒီမှာဆိုလို့ရှိရင်ကျဲဥကျော်တာဘလောက်ပညာပါတယ်လဲကြားနော်ကျော်ပြီးအဲ့လိုပြန်ပြီးအောင်ဟိုဘက်ကြီးပဲလှည့်တယ်ကျော်တယ်ကျော်ပြီးတော့ပြန်လိုက်လို့ရှိရင်အဲ့လိုမျိုးမပြတ်မစီးပဲနဲ့အဲ့လိုပြန်တိုင်းလေးရှိတယ်ကျဲဥကျော်ရပါပညာရပါကျဲဥကြော်ထားတော့စီလေးနည်းနည်းပဲထပ်မယ်ကျဲဥကျော်ပြီးဆိုတော့ဆုံးရကြော်မှာပေါ့နော်ဆုံးရကြော်မှာကျက်တုံးကြီးလေးစီတားလိုက်ပြီးကျက်တုံးကြီးစီတားပြီးကျက်ပြီးနည်းနည်းအရောင်လေးပြောင်းလာပြီးဆိုလို့ရှိရင်ခဏဘတ်ဆုံးတော့နေထည့်မယ်ခဏဘတ်ဆုံးတော့ထည့်ပြီးတော့မှုပါမယ်မှုပြီးအရောင်ပြောင်းပြီးဆိုလို့ရှိရင်ကစုံရထည့်ပြီးတော့ကစုံရကဝယ်တော့များပါတယ်2စီလား3စီလားမသိဘူးကစုံရထည့်ပြီးတော့မှုမယ်ဟုတ်နာတော့ကဲဦးကသေးနေတော့ဒီဘက်ကလက်နဲ့ပါထိန်းတာကဲဒီလိုလေးမှုမယ်မှုပြီးလို့မှုနဲ့သူနွန်းသွားမှာပေါ့နော်နွန်းသွားပြီဆိုလို့ရှိရင်ရေလေးနည်းနည်းထည့်ပြီးတော့အုပ်ထားလိုက်မယ်ဒါကိုကြော်နီးနဲ့ကိုပေါ့နော်ကိုကြိုက်တယ်လို့ကြော်ရတယ်ဒါကိုတွေကတော့မနူးမှဆိုလို့အုပ်ထားလိုက်တာရေလေးနည်းနည်းထည့်ပြီးဒါဆိုရင်တော့ရပါပြီငယ်ဆိုရင်စားဖို့ထည့်လိုက်ပါဦးမယ်စားရများတယ်2စီး3စီးကြော်လို့ရှင်တော့2ယောက်3ယောက်လောက်စားလို့ရတယ်စားပါပြီစားဖို့အတွက်ခြာထားပါပြီဒါဣန္ဒြာယူလာတဲ့ငပြာရီကျော်နဲ့
ကျွန်တော်အမေပါ တလုံးလောက်စား သူဖူဘလော့ရိုက်ဖို့အတွက်စီးအောင်နေတာပါသူကတော့ရှက်လို့မရိုက်ပါနဲ့ပြောနေပါတယ်ဆောင်းလေးကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်နောက်ဗီဒီယိုတွေမှာလည်းပြန်လဲတွေ့ပါမယ်